ကောင်နေရမယ်အလွာပေါင်းစုံနေရာပေါင်းစုံကအလောင်းကောင်နေရမယ်အနာဂတ်အိမ်မက်တွေပြက်ကျသွားတဲ့လူတွေကောင်နေရမယ်လောင်ဝင်ကြည့်ပါဦးဆရာကြီးရဲ့ဟောတာအကြောင်းသားလေးဒါကတော့အာကစားသမားလေးဒါကတော့ဆရာဝင်းမြဟောတာကဆရာကြီးသူနာပြူလေးဖြစ်တယ်ဒီတယောက်ကတော့အင်ဂျင်နီယာလေးဗျဒါလေးကတော့ကျောင်းဆရာလေးဗျဒါလေးကတော့ကြပြဆရာဒါကအစင်တန်းလေးခွဲပြီးတော့ပြထားတာဒီဘက်ခန်းထဲကတော့ဗျာရွာသားတွေဗျဒီအဖိုးဝင်ကြီးကတော့အိမ်နဲ့အတူမီးရှို့ခံရတာဗျဒီအဖိုးကိုလားနောက်ပြန်ကျိုးတုပ်ပြီးတော့နောက်စိတ်ကိုတိတ်ပြီးတော့အပြုတ်ခံထားရတာသူကြီးမဟုတ်ဘူးဒီအမျိုးသမီးကြီးကြတော့ကိုဝင်ဆောင်ကြီးနေဗျဒီဘက်ကတယောက်ကြတော့မတိခင်အဓမ္မကျင့်ခံထားရတာဗျအစုံပဲဗျာအစုံပဲကဲဒီတခါကတော့မြေမြုပ်ပိုင်းတွေထိပြီးတော့ပြက်ချန်ခဲ့တဲ့အရက်သားတွေရဲ့ခြေတွေလက်တွေပဲဖြစ်တယ်ဒီဘက်ကတော့အိမ်မောကြနေတော့120မမ60မမတွေထိပြီးတော့ရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ရတဲ့အလောင်းကောင်တွေပေါ့ဒီဘက်ကကလေးအလောင်းကောင်တွေကကစားရင်လက်နဲ့ကြီးကြလို့မျိုးလက်နဲ့ကြီးကြလို့ကျွန်တော်မှဆက်ရောင်းရတွေရှိသေးတယ်တရားတွေနဲ့ရှင်သန်နေကြတဲ့ရှင်ကမျိုးစံပြတဲ့ငါတို့တွေရဲ့တိုင်းဝဲကဲဒီဘက်ကခန်းလေးတွေကတော့တော်လိုင်းရဲဘော်တွေပေါ့ဗျာသူတို့တော့ဘလောက်ဝင်မရောက်ဘူးဗျတမျက်တနိုးနဲ့သိတာဒီကောင်းနေတာတက်ရှင်ဒီကောင်းနေဘာလုပ်မလဲဆိုပြီးတော့ထိုင်ကြည့်နေသေးတာဗျာခေါင်းရဲဘော်ဆိုရင်လေမသိရင်ကဂီတာတီးကျွမ်းတာဗျတော်လိုင်းရဲကိုမရောက်ရင်ဒီကောင်းကြီးကအခုဆိုတော်တော်လေးကိုအတုပင်ကခီးပေါက်နေလောက်ပြီကဲဒီရဲဘော်ကြီးကတော့သူ့မေကိုသိချင်တာဗျဒီရဲဘော်ဆိုဗျာသူချကနီးမှာသူ့ဖေကိုတော့ဘုံပြောသွားသေးလားဒီရဲဘော်ကတော့ဗျာအင်းချက်သိကောင်းတာလေဆရာကြီးမနေ့နောက်ဆုံးပါလားဆရာကြီးဒီဒုတိယလွန်ရဲ့ညာမရဲဘော်ကတော့သူ့စခန်းကိုဝင်စီးခံရခြင်းတယောက်ထက်ရှင်ပြီးရင်းနဲ့အသေးခံပြီးတော့ကာကွယ်ပြီးသွားတာဒီရဲဘော်ကတော့ငါဖျားနေဆုံးတာပါဒီရဲဘော်ကတော့ပညာရေးစီရင်နေရဗျသူ့မှာတိတ်ချရတဲ့ကောင်းမလေးတယောက်ရှိခဲ့တယ်ဒီရဲဘော်ကြတော့မြို့ကြီးသားဗျတော်တော်ရရတာပဲတထေးသားလို့စားနိုင်တောက်နိုင်တာတော့ဒုက္ခလာခံသွားသေးတာဗျသူတို့လည်းကျွန်တော်တို့ဆရာကြီးလိုလူသားတွေပဲဗျနှလုံးသားတွေနဲ့ပဲလေပြောလို့ကောင်းမှာမဟုတ်ပါဘူးညာဒါတော့မှ44လမ်းကတိုက်ပေါ်ကနေခုန်ချခဲ့တဲ့ရဲဘော်တွေကိုမပြရသေးဘူးရဲ့ခွင့်ပြုပါရဲဘော်12လောင်းကတော့လက်ဆက်ပဲရှိသေးတာကဲကျွန်တော်မှကြောင်းသမားကြီးလည်းတော်တော်လေးစုံနေပြီဒီဘက်ခန်းထဲကတော့ကျွန်တော်ခုပြမယ်ဒီဘက်ခန်းထဲကတော့ဘယ်တော့မှပြန်မရနိုင်တဲ့အမှုပညာတွေနဲ့လူသားလေးပေါ့